ဒီဇလန်ကကြောက်စရာကောင်းရဲ့ကျမ်းမာရေးအခြေအနေတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတဲ့တငယ်ချင်းတစ်ယောက်ကြောင့်ပါ တမန်တော်ဘောကျွန်တော်တို့ရဲ့ချင်း bot ရုတ်တရက်ကြီးလဲကျသွားတယ်ဘာမှမဖြစ်ခင်ထိအကောင်းကြီးပါ အရေးပေါ်ကားတွေရောက်လာတော့သူ့ရဲ့အခြေအနေကအားလုံးပုံမှန်ပဲတဲ့ဒါပေမဲ့သူသတိလက်နေတော့မယ်တကယ်တော့ဘောမှာထူးဆန်းတဲ့လက္ခဏာတွေပြနေတာကြာပြီသူကမကြာခဏဆိုသလိုလမ်းပြောင်းနေတတ်တယ် သူ့အိမ်နာဝင်းကျင်လို့ရင်းနှီးနှီးနဲ့တန်းရင်မှတော့လမ်းပြောက်တာလာတယ် ဒါပေမဲ့တခြားကိစ္စတွေမှာတော့ bot ကထက်မြက်ပြီးရမ်းတော်တယ်ဒီတရမဲ့ထူးထူးခြားခြားဖြစ်နေတာ ကျွန်တော်ကိုယ်တိုင်ကဦးနောက်ကိုလေ့လာနေတဲ့သူဒါပေမဲ့ဒီကိစ္စကတော့ကျွန်တော်ကတော့ပဟေလီဖြစ်နေကြတယ် အဲ့ဒီညမှာပဲဆေးရောင်ကဖုံးဝင်လာတယ်သူတို့တစ်ခုခုတွေ့ပြီတဲ့အဲ့ဒီမှာလည်းပဟေလီအဖြစ်စဖော်လာတော့လာပဲ ဦးနောက်တက်မဲ့မှာအကြည့်ကြီးတစ်ခုတွေ့တယ်ဒါပေမဲ့အရေးကြီးတာကအကြည့်ရဲ့တီနေရပဲ အကြိတ်ကတံပရာတီးလောက်ကြီးပြီးဦးနောက်ရဲ့အလေဘဟိုနားမှာရှိနေခဲ့တာပါအဲ့ဒီအကြိတ်ကနေရာတွေကိုမတားဖို့နဲ့လမ်းရှာဖို့အတွက်တာဝန်ရှိတဲ့ဦးနောက်အပိုင်းဆိုင်ကိုဖိချခဲ့တာပါ အိမ်မှာနေအားလုံးကွက်တီဖြစ်သွားရောဘောရဲ့လမ်းပြောက်တတ်တဲ့ပြဿနာတွေအားလုံးကအဖြစ်ထွက်သွားတယ် စမ်းသပ်မှုတစ်ခုလုပ်ကြည့်တော့သူကရှုပ်ထွေးရဲ့ပစုံထုတ်ပုံကိုဆွဲနိုင်တယ်ဒါပေမဲ့သူ့အိမ်ပုံကြံဖို့တောင်းမဆွဲနိုင်ဘူး သူပြဿနာကဘုံနေမှတ်တန်နဲ့ဆိုင်ဘူးနေရာတွေနဲ့ပဲဆိုင်နေဒါကဦးနောက်ရဲ့အလုံးလုံးပုံကိုပြနေတာပါ ဆိုတော့ဘိုးရဲ့ဒီအဖြစ်ကဦးနောက်ရဲ့အခြေခံဖွဲ့စည်းပုံကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ် ။အိုးနောက်မှာထီချအပိုင်းဆိုင်တွေရှိတယ်။အပိုင်းဆိုင်တစ်ခုစီမှာသူ့အလုပ်နဲ့သူတိတိကျကျရှိနေပါတယ် သူနောက်တစ်ချက်ပျက်စီးသွားပြီမဲ့သူကညံရင်နဲသွားတာမျိုးမဟုတ်ပါဘူး သူကလက်ညွတ်နိုင်စွမ်းတချို့တဲ့ကိုပဲဆုံးရှုံးသွားတာတခြားရည်သွေးတွေကတော့အကောင်းပကတိပဲ ဦးနောက်ကိုလေလာခြင်းကဘာလို့အရေးကြီးလဲဆိုတော့ဒါဟာကိုတီးဖို့ကြိုးစားခြင်းမို့လို့ပါပဲဟူနောက်ကတာမိုင်အင်ကာအပန့်အစိတ်ဝင်တစ်ခုမဟုတ်ပါဘူးဒါကလူတစ်ယောက်ရဲ့ဖြစ်တည်မှုပင်ကိုလက္ခဏာရဲ့ရင်းမြစ်ပါ ဆရာဝန်တွေကနှလုံးကိုအစားထိုးကုသနိုင်တယ်ဒါပေမဲ့ဦးနောက်ကိုအစားထိုးလို့မရနိုင်ပါဘူး ။ဒါဆိုရင်ဒီအသိပညာရဲ့ဆိုင်ရာရှားဖွယ်မှုကြီးကနေနောက်ဆုံးဘာကိုနားလည်လိုက်ရတယ်လဲ အဖြေကတော့ရှင်းပါတယ်လူတစ်ယောက်ရဲ့ယာအလုံးဟာသူ့ရဲ့ဦးနောက်ပါပဲ